ဈေးဖို့တတာပြီးတအိမ်သားလုံးအကြိုက်တွေ့စီမယ်အာလူးမဆလာချက်နီလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်အသားဟင်းမှမဟုတ်ဘဲအာလူးကိုလည်းဒီလိုမျိုးကောင်းကောင်းလေးချက်စားလို့ရတယ်နော်အရင်ဆုံးအာလူးတွေကိုတေချာလေးရေဆေးပြီးတန့်စင်ထားလိုက်ပါမယ်အခွန်ခွာပြီးအတုံးသေးသေးလေးတွေတုံးပြီးရင်လည်းရေအယောင်ကြည်တဲ့အထိထပ်ပြီးဆေးထားလိုက်ပါမယ်ပြီးရင်တော့ရေတေချာစစ်ပြီးမှစားဆွနွဲ့တို့ထည့်ပြီးတေချာလေးစုပ်ပြီးနေပါမယ်ပြီးရင်နိုင်ဝက်15မိနစ်လောက်နှက်ထားလိုက်ပါတယ်အရင်ဆုံးအာလူးတွေကိုစီပူပူထဲမှာထည့်ပြီးကြော်ပါမယ်စီများများလေးနဲ့တော့ထည့်ကြော်ဖို့လိုပါတယ်ကြော်နေတော့မှခဏသွားပြီးမှွေဖို့မလိုပါဘူးနော်ပြထားသလိုမျိုးအပြင်ကွန်လေးတွေရွှေရောင်တန်းပြီးကျွတ်လာတဲ့ပုံစံမျိုးရပြီဆိုရင်ချလို့ရပါပြီစချက်ပါမယ်ရှင်ကြော်တော့ကစီတွေများနေတာဆိုတော့နည်းနည်းလောက်ဖယ်ထားပြီးတော့မှကြက်သွန်အဖြူအနေထောင်းထားတာကိုစီးသက်ပါမယ်စားအနှဲငယ်ထည့်ပါမယ်စနွဲမုံအနှဲငယ်ထည့်ပါမယ်ရှင်အယောင်နေမှုကိုလည်း2စွန်းလောက်ထည့်လိုက်ပါတယ်ငရုတ်သီးခွဲချက်အနှဲငယ်ထည့်ပါတယ်မဆလာလေးတစ်စွန်းစာလောက်အရင်ထည့်လိုက်ပါတယ်ပြီးရင်တော့တော်တော်လေးခြောက်လာတာမို့လို့ရေလေးနည်းနည်းဆွတ်လိုက်ပါတယ်အချင်းရတာအတွက်မကြီးမဲ့ရေစိမ်ထားတာလေးကိုစကားနဲ့စစ်ပြီးထည့်ပါမယ်။ငံပြားရည်လည်းနည်းနည်းပေါက်လိုက်ပါတယ်။ဒီနေရာမှာတဲ့အနှစ်လေးကမဆလာရဲ့မကြီးမဲ့ရဲ့ငံပြားရဲ့အနက်ရဲ့ပေါင်းပြီးအယောင်ကိုစားကြံစရာကောင်းနေပါပြီ။ပြီးရင်ကြော်ပြီးဆက်ထားတဲ့အာလူးတွေရောပါမယ်။အာလူးတွေကိုအနှစ်ရတာလေးတွေစိတ်ဝင်အောင်အရင်ဆုံးလုံးလိုက်ပါအောင်မယ်။ပြီးရင်တော့ရေနည်းနည်းလေးရောလိုက်ပါတယ်။ဒီနေရာမှာကိုကအရင်နဲ့စားကြင်လားဒါမှမဟုတ်အနှစ်ကလေးစားကြင်လားပေါ်မူတည်ပြီးရေအတိုင်းတောင်ထည့်ပါနော်။ချကန်ဒီမှာမဆလာလေးနည်းနည်းထပ်အုပ်လိုက်ပါတယ်။အားလုံးပဲစိတ်မချပါစေရှင်။ Bye bye